မင်္ဂလာပါပလေးရနာနေပြီးတော့မှ FE အောင်မြင်ခဲ့တဲ့ဒီနေ့နဲ့ interview လုပ်ချင်ပါတယ်ပထမဆုံးသမီးရဲ့နာမည်လေးမိတ်ဆက်ပေးပါ သမီးရဲ့နာမည်ကသရနိုင်ဖြစ်ပါတယ် သမီးဘယ်တန်းနေစပြီးတော့မှဒီ IT vocational ဘိုင်းကို join ခဲ့ရလဲ Grade 9အောင်ပြီးတော့ IT vocational ဘိုင်းကို join ခဲ့ရဖြစ်ပါတယ် သမီးဒီ IP မှာဘယ်လိုတွေစူးစမ်းလေ့လာခဲ့ရလဲ FE မှာဘယ်လိုတွေစူးစမ်းလေ့လာခဲ့ရလဲဆိုတာပြောပြပေးပါဦး ဒီရှယ်တွေက IP မှာရော FE မှာရောအတန်းနဲ့သင်ခန်းစာတွေဆိုရင်လည်းတသေးချာချာရှင်းပြပေးရဲဆံမွေးနည်းရဲ့အခါကျရင်လည်းဥပ္ပရှင်အတန်းတွေလုပ်ပြီးတော့တသေးချာချာသင်ပြပေးပါတယ်FE မှာဆိုလို့ရှိရင်လည်း project တွေရော FE စာတွေရောတသေးချာချာလုပ်နိုင်အောင်ရှယ်ကြီးကိုယ်တိုင်ဝင်ရောက်ချက်မှတ်ပြီးတော့လေ့ကျင့်ပေးပါတယ်အဲ့လိုလေ့ကျင့်ပေးလို့လည်းခုလိုဖြစ်ဆိုနိုင်ခဲ့ရဖြစ်ပါတယ် အခု FE အောင်မြင်လာပြီဆိုတော့ဒီဆက်လက်ပြီးတော့မှဒီနိုင်ငံလုပ်ငန်းလုပ်ကိုင်တော့ဘယ်လိုတွေဆက်လက်ပြီးတော့မှလုပ်ဆောင်နေလဲဆိုတာပြောပြပေးပါ FE အောင်မြင်ပြီးတော့ဒီပလဲရနာမှာပဲ AP ဆက်လက်တက်ရောက်နေပြီးတော့ဂျပန်စာ N2 ကိုဆက်ပြီးတော့လေ့လာနေပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီပလဲရနာနေပြီးတော့မှဒီနေ့ကဒီလိုစစားနဲ့ဒီလိုမျိုး FE အောင်မြင်ခဲ့တဲ့အတွက်လည်းပလဲရနာဒီကုန်ယူပါရနော် ဟုတ်သမီးကလည်းပလဲ FE အောင်မြင်အောင်လုပ်ပေးခဲ့တဲ့ပလဲရနာဆရာဆရာမတွေအားလုံးကျေးဇူးတင်ပါတယ်